呀，没多少多大片的啦，哟，没对呢。呀，妈对呢，不路呀了。耶，给，ကျွန်တော်တို့ဒီမှာမြို့ကြီးတစ်မြို့မှာကျွန်တော်ဆင်းရဲနေရပါတော့အရန်ဆင်းရဲနေတဲ့ဒီကလေးဖြစ်နေပါတယ်ဒီမှာကျွန်တော်မှဆိုရင်ကျွန်တော်အဖော်ဖြစ်တဲ့ဒီချင်းတောင်းလေးရှိမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ကောက်စားမယ်ဒီအမိုက်ပုံတွေရှိတာပေါ့နော်အခုလောဆယ်ကျွန်တော်မှကြည့်မယ်ဆိုရင်ကျွန်တော်ဘိုက်စားနေပြီပြီးတော့ကျွန်တော်ရေလဲစားနေပြီကျွန်တော်တို့အမိုက်ပုံလေးတွေလှမ်းမယ်အမိုက်ပုံကိုကျွန်တော်6နဲ့ဒီမှာလို့ကန်မယ်ဘာရှိလဲဘာမှမရှိနော်ကျွန်တော်တို့ဒီမှာနောက်တစ်ခုလှမ်းမယ်ဘာမှမရှိပါဘူးအိုးဒီမှာနောက်ဆုံးတော့တွေ့ခဲ့ပြီဒါဘာလဲဆိုတော့ဘာလဲတော့မသိဘူးပေါ့နော်โอเคဆိုတော့စားမယ်အဲ့တော့ကျွန်တော်နောက်ထပ်ဒီအမိုက်ပုံလေးလည်းကျွန်တော်ရှားအောင်ပါပေါ့နော်ကဲဒါကတော့ကျွန်တော်အမြဲတမ်းအိတ်နေကြအဲ့ရဖြစ်ပါတယ်ဒါ review လာလုပ်တာပေါ့နော်မျိုးထဲမှာနေတဲ့တောင်းစားတဲ့သူလေးတယောက်ကဒီမှာဒါနေတဲ့အဲ့ရလေးဖြစ်ပါတယ်โอเคအဲ့ရလည်းပြပြီးသွားပြီ bro ပြီးလို့ရှိရင်bro ဘာပြအောင်မလဲဆိုတော့ဒီမှာဒါဘာလဲမသိဘူးဘာလေးလဲဒါလေးကမှုလေးနော်โอเคဒါလေးကတော့ကျွန်တော်တို့သူများကြိုက်ပြီးသားပန်းသီးလေးဖြစ်ပါတယ်အဲ့ဒါလေးကိုမှကျွန်တော်စားရမှာပေါ့နော်အဲ့စားမှလေးကဘာလို့လွတ်ပြတာโอเคစားမှဖြစ်ပါတယ်စားမယ်အေးပန်းသီးပုတ်ပြီးစားလိုက်ရပြီကောင်းတယ်မဆိုဒါကတော့ကျွန်တော်ဘူးလေးဖြစ်ပါတယ်ကျွန်တော်ဘူးလေးဆိုရင်တော့ကျွန်တော်ဘိုးကောင်ဘယ်ပြေးတာကျွဲပါတာကမဆောက်အဲ့လိုမျိုးလေးပေါ့နော်သူ့ကိုတင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒါတွေကန်ရမှာပေါ့နော်ဒါတွေဒီလိုကန်ရှာမှာဖြစ်ပါတယ်ဒီထဲမှာဒီမှာဒါကဘာလဲဆိုတော့ပန်ဖြစ်ပါတယ်ဟုတ်ပါတယ်ပြီးကြီးမှာဆိုပန်ပေါ့နော်ဒီပန်လေးကိုကျွန်တော်တို့ဘယ်နေရာမှာတောင်းရမလဲကျွန်တော်လည်းမသိသေးဘူးထွက်လို့ရပြီလားမရသေးဘူးနော်ဒီအမိုက်ကိုကန်အောင်ပါအမိုက်ပုံထဲမှာပါရှိတယ်ဒီထဲမှာဆိုရင်စားစရာပေါ့နော်ဒီမှာစားစရာဟော့တော့ရှိမယ်ပြီးတော့ဒါရေလားဘီယာလားတော့မသိဘူးနော်အခုချိန်မှာရေစားတဲ့အတွက်ရေတောက်မယ်ပြီးရင်ဒီမှာဟော့တော့စားမယ်ရေပြည့်သွားပြီကဲဒါကတော့နောက်တစ်ရက်ဖြစ်ပါပြီဒီနေ့ကတော့ကျွန်တော်အပြင်ထွက်လို့ရပြီပေါ့နော်ကျွန်တော်ဒီလဲလေးကိုဒါမျိုးလေးတွန်းအောင်ကဲလာကျွန်တော်တို့မျိုးရွတ်သွားလေးလာကြည့်အောင်โอเคဆိုတော့ဂိမ်းကကျွန်တော်ဒီဘက်ကိုပေးသွားတာပေါ့နော်ဒီဘက်သွားခိုင်းတာဖြစ်ပါတယ်ဘာလဲဆိုတော့ခုတည်းပေါ့နော်လေးကျင်ခိုင်းတာပေါ့နော်ပြီးတော့ဒီဘက်မှာကျွန်တော်တို့ GTA လိုမျိုးမက်လည်းရှိတယ်ဘန်တွေရှိမယ်ဘတ်စကားဂိတ်တွေရှိမယ်နေရာမျိုးရှိတယ်ပေါ့နော်โอเคဆိုတော့ကျွန်တော်ကတောင်းစားတဲ့သူဆိုတော့လဲသူခိုင်းတာလောက်ရမှာပေါ့နော်ဒီမျိုးကိုကြည့်ရတော့ဒီမျိုးမှာစိတ်ကောင်းစေတနာကောင်းရှိမဲ့သူတွေများမယ်နဲ့တူရယ်နော်ဘာဖြစ်လို့ဆိုတော့သူတို့လမ်းလျှောက်တဲ့ပုံတွေ bro ကြည့်လိုက်အေးလေးတွေဟုတ်တယ်မလားကျွန်တော်ဒီမှာကျွန်တော်ရဲ့ my friend ရှိလာမှာ okay hello my friend ကဲဒီမှာတော့ကျွန်တော်မြန်မာကားမှာပြောရမယ်ဆိုတော့ထောင်စားလက်မှတ်လာယူတာပေါ့နော်ဟုတ်ပါဘူးအဲ့လည်းရမ်းကြနေဒါတွေခွဲရမှာဟုတ်တယ်စားစရာတွေပါရှိနိုင်တယ်ဒါလေးကဘာလေးလဲမသိထည့်ထားလိုက်ဒီမှာတို့ကားတာယာတွေပါမလို့ရရနော်ခင်းကနည်းနည်းတော့မိုက်ရေဘူးကဒါရေဘူးလားအိမ်နာဆေးတယ်ဆေးလားโอเคမတီးကွာထည့်ထားလိုက်မယ်နော်ငါတို့စားတဲ့ချိန်တောက်လို့ရတာပေါ့ဒီအမိုက်ပုံမှာဆိုရင်ကျွန်တော်တို့ဒီလိုလှန်လို့ရပါတယ်ဒါပါလေးတော့မသိဘူးပေါ့နော်တန်မိုးရှိမယ်လို့တော့ထင်တာပဲထည့်ထားလိုက်ဒီဟာကိုလှန်မယ်ဒီမှာပန်တခုထပ်တွေ့ပြီကျွန်တော်ပစ္စည်းတွေလည်းပြီးပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲသွားတောင်းစားကြည့်မယ်ပေါ့နော်ရမလားမသိလာโอเคဒီမှာဘောက်တွေလည်းရှိတယ် bro ဒီဘောက်တွေဘာလို့လဲကျွန်တော်တောင်းနေသွားထည့်ကြည့်ပဲထည့်လို့မရဘူးကဲတော့ကျွန်တော်တို့ဘလို့တောင်းမလဲဗျာဟယ်လိုကိုကြီးထိုးလို့ရလားရတယ် what the fuck ငါလိုက်တော့ကိုကြီးစားလား enemy spot ရဲပါရောက်လာရောက်မလုံးကြပါနဲ့ငါမလုံးနဲ့ရောက်ငါမလုံးနဲ့ငါမလုံးပါနဲ့ရောက်လာဒီမှာကျွန်တော် GTA အတိုင်းပဲပေါ့နော်ဒီကဲကဘေးနားမှာကျွန်တော်စတားလဲတက်တယ်ပေါ့နော်အမှုလို့ရှိရင်ဥပမာဒီလိုလမ်းလျှောက်လာတဲ့လူကောက်ထုတ်လိုက်လို့ရှိရင်ပြန်ထိုးတယ်မူဝိုင်းရောက်ကားလည်းတီပါရှောဒီအပြာကောင်နေကြီးသွားကြည့်ပါအပြာကောင်ရန်သက်စ helloတိုင်းပြီပါတောက်ပြီမင်းတို့ကတောင်းစားတဲ့ကောင်လေးတယောက်အဲ့လောက်ထိအနိုင်ကျင့်ဖို့မသိပါဘူးလိုက်တောင်းစားခိုင်းကျုပ်လုံးပါအောင်တောင်းစားခိုင်းကျုပ်ကြီးနောက်ကလိုက်ရောက်တိုးဒါလည်းကောတိုးကဲဒီခေါက်မှာတော့ကျွန်တော်တို့တို့ပြန်ပြီပေါ့နော်သူတို့မဟုတ်တဲ့အတိုင်းပဲဟဲ့ဟိုမှာအလောင်းကောက်သွားတော့တို့ကအလောင်းမကောက်လားကွာโอเคဆိုတော့ကျွန်တော်တို့တောင်းစားဖို့အတွက်အစီအစဉ်စမှာဖြစ်ပါတယ်ဟုတ်ပါတယ်တောင်းစားမဲ့သူတယောက်လုပ်ဖို့ဆိုရင်ကျွန်တော်တို့အတန်ကလည်းတနာဖို့ကောင်းရတာပေါ့နော်မက်ကြည့်လို့ရတာဒီမှာဆိုရင်လည်းမုတ်ဆိုင်တွေရှိမယ်ဒါကျွန်တော်ရဲ့အိမ်ပြီးတော့ဒီမှာပတ်စံထားတဲ့နေရာဘန်လေလားတော့မသိဘူးနော်တောင်းစားကိန်းဆော့ပြီးတောင်းစားလို့မတက်ဘူးတဲ့ငါဖြစ်ရလဲစိုးနေကျွန်တော်ရဲ့လှဲမှာကြည့်အောင်ကျွန်တော်ရဲ့လှဲထဲမှာဒါဘာအထုပ်လေးလဲမသိပြန်ထည့်တာလားတဲထဲမှာပန်နဲ့တောင်းရမှာလားမသိဘာနဲ့တောင်းရမှာလားဒါနဲ့တောင်းဘလို့တောင်းဒီလိုတောင်းမှာလားဟုတ်လားကိုကြီးပူလီဆွဲတယ်လို့ကိုကြီးပတ်စံလေး$5လားပလီအကိုရောက်ဖြစ်တယ်ကြည့်ပါဦးအယိုးမရှိတဲ့ကောင်ကြီးကြာဒါကြီးဟဲ့အောင်တေချာကြည့်မှာဟဲ့အောင်ဟာ boss ပဲဟာ boss လောက်ပါ$5လား
ငါတော့လာ Nope. ဖိုင်ငါတော့လာလို့ပါအမရေငါတော့လာပြီပါလို့အေးအမထိုးတယ်ဟာအမထိုးတယ် what the fuck အမထိုးတယ်မမလို့နဲ့လုံးမယ်နော်ကားတိုက်တေးအောင်ရောအဲ့လောက်ဖြစ်နေ Nope. သူ့ထိုးတော့ထွက်ပြေးတာပါလေကျွတ်တန်းနေကားရမောက်ဝိုင်းလာနေငါပညာပေးရမဆွဲခေါ်တာငါတော့လာတောင်းတဲ့လူတယောက်ဟမ်နေမို့လို့ဥပိ္ပခပြုတယ်โอเคဟဲ့လာခဲ့ငါတို့ဒီကောင်မလေးပြန်ပြီးဆွဲလိုက်လာပြီနော်မိုင်ဖုန်းနဲ့ထည့်တာမရောက်ဩငါပါရှော့ကဲခုကတော့ကျွန်တော်ပြန်ရှင်လာပြီပေါ့နော်ဆွမ်းနာကျွန်တော်တို့ main ကလေးတယောက်ကိုပြန်ပြီးသွားဆွဲလိုက်တဲ့အတွက်အနောက်ကနေတို့ရဲတွေကထုံးနဲ့လိုက်ရိုက်တယ်ပေါ့နော်ဒါပါလေးလည်းမသိဒီမှာစာရွက်လေးတရွက်တွေ့ပြီနော်စာရွက်လေးထည့်ထားလိုက်မယ်ပြီးလို့ရှိရင်ဒီမှာလည်းဘောက်တွေရှိသေးတယ် bro အခုကတော့ကျွန်တော်တို့ည7:00နာရီထိုးပြီပေါ့နော်ကဲလာခဲ့စာရွက်တွေသိမ်းမယ်ရတာတွေကောက်စုတာလိုက်မယ်ဟုတ်တယ်မလားကျွန်တော်နောက်ကစောလို့ရှိရင်အစားတောက်တွေပါနေမရှားရအောင်ပေါ်တွေပါတက်လို့ရတယ်ဟာခဲကမြင်းလာဒါကြီးကဘာလို့ဘာမှထိုင်ဖို့အတွက်လားအော်ငါဘယ်ထဲရောက်လာလဲမသိလာချင်းတောင်းလေးပြန်လာခဲ့ငါဖွင့်လို့ရလားမရငါလိုချင်နေရတော့ခွက်လေကွာခွက်မရှိငါဘယ်လိုတောင်းမလို့ဒီမှာအယုတ်လေးကလေးကစားစရာယုတ်ငါကစားလို့ရတယ် Nope. အာလူးချောင်းကြော်မှာကျွန်တော်တို့ကြွကြွပဲကြံတော့ပါနော်ဒီမှာလဲရေဘူးတွေတိတ်ပြူတိုင်းကြိုက်တဲ့နှင်းစီတိုင်းမဟုတ်ပါခရမ်းသည်ဒီမှာလည်းအယုတ်လေးသူကဒီလိုလမ်းအပြင်မှာလိုက်ကန်လို့ရှိရင်သတိပေးတယ်ပေါ့နော်အဲ့လိုမလုပ်ရဘူးပေါ့နော်လုပ်ချင်အဲ့လိုဂျောင်းသားမှာပဲကောက်ပေါ့နော်ပစ္စည်းမဖွနဲ့ပေါ့နော်အဲ့လိုအနေထားလေးပေါ့ဟုတ်လားမဟုတ်လားတော့မသိပါဘူးရမ်းရွှီတာညောကျွန်တော်တို့ဘယ်လိုတောင်းရမလဲဟာရကိုပြောရရှိတယ်ကိုကတော့အရန်ရေးကြီးတယ်ရောဘာလို့ရပဲရသူဒီကိုဒီပဲကွာဒါကတော့ကျွန်တော်တို့ကိုပတ်စံမပေးတဲ့သူတယောက်ဒါမှမဟုတ်နှုတ်ဆက်တာပါဆရာကောင်သွားနှုတ်ဆက်မှာမင်္ဂလာပါပြေမိုင်အမမင်္ဂလာပါ Nope. မပြအမရိုင်းလိုက်ပြန်ပြတယ်တော့ငါအဲ့ဒါနဲ့ပဲတောင်းစားမဲ့ခကြီးကိုမရောက်တော့ကွာငါပြဿနာရှာလိုက်ဒီကောင်တွေကလှုပ်လိုက်နေကဲငါတို့ရဲကိုရှောင်လို့ရလား GD လေးမျိုးကြည့်အောင်ရလားဆိုတော့မရဘူးပေါ့နော်ဒီလိုအပေါ်တွေတော့တက်လို့ရတယ် bro hello ကောင်းလေးရှာနေလာလေးအောင်မင်းဒါပဲရမယ်တက်လေးမတက်လဲရအောင်ဒေါသထွက်တာပါလေကောင်းလေးအုပ်နေရနေရိုက်ဘလူးဖြစ်စိတ်ကြီးဒါပဲရမယ်မိမိမင်းတော့ဒေါသဖြစ်နေလားရော့မင်းသိတယ်မသိနေပန်းလို့ရလားမသိနေပန်းလို့ကိုဦးလေရေးကြီးပြောတာကြည့်လို့ဦးလေသိနေပန်းလို့ရလားမင်းတို့ရေးသိနေပန်းလို့ရလားဒါပဲ